မလေးဂီတာနဲ့တီးလို့ရလား ရ ရှမ်း မရဘူးမတီးချင် ဂီတာတီးတက်လား မတီးတော့မတီးတော့ရ မတီးတက် မတီးတော့ တီးတက်ခင်းစောနေလို့မတီးတက်လို့လိမ့်လိုက်တာလား ဟောတကယ်မတီးရတာဗျာ မတီးတက်လား ဟုတ်မသိတော့ ကိုဂီတာနဲ့တီးခြင်းလို့တီးခံမလား ငါ တကယ်တီးပါတော့ တီးရပါ တီးပြပေးလို့ရတပုတ်လား ဟိုချိန်နေနေရဒီထိုင်ကုန်လေးမှာရှိဘူးရဲ့မေရဲ့တည်းဝေနဲ့ဆိုတဲ့နန်းတို့လွင်ပြေပြီဒီလိုတိုင်းစားရင်ခုန်နေအဝေးဆုံးနာမည်ကြတော့ပြီလေဒီအစိမ်းနဲ့မျောလင်းချင်ခွေးလို့စိတ်နဲ့ငါနေခဲ့ရင်မထားလေဒီရဒီလိုနဲ့ဝေးရတော့မယ်ဒီဆောင်မရှိဘူးဒီဆောင်ရဲ့ဒီလိုနဲ့ဝေးရတော့မယ်လေ အိုးကျေးဇူးများရင်တင်ပါတယ်တစ္ဆာဖောက်ခံရလို့လား စိတ်ကူးပေါက်လာတော့ ကောင်မလေးရှိတယ် ရှိပါရဲ့ ကိုမူမလို့ပဲရှိသေးရဲ့အကူကကောင်မလေးကိုဂီတာတီးပြီးတော့တခြင်းဆိုပြဘူးလား စုပ်ပြဦးပါ အေးပါကွာ အပိုင်း30သိန်းပါ ဟုတ်ကဲ့ကိုနည်းနည်းလေးရနည်းနည်းတော့ပြပေးပါလား တပ်တို့ကြောင့်သူဖြစ်တာချတဲ့ခွဲပြီးပေါ်မင်းစာတထာငါတည်ရဲ့ရေစားများမလားပြိုင်တာတဲ့ခွဲမေချာဝဲပိုင်ထားတော့ကိုတည်ပြီ That's the John who did not take me long. Now you're very quiet again. ဂီတာတီးတဲ့ကြားပြီလား ကြားသေးဘူးကျွန်တော်ခလစ်မှာတင်နေရှိပြီလား ကောင်မလေးရှိလား ကောင်မလေးရတော့ရှိ မလေးချက်မဲ့သွားပြီ အဲ့တိတ်တော့မတီးတော့တီးတတ်တော့ အာရရမချင်းမဆိုပြချင်လားအတူတူဆိုကြမယ်လေ တချင်းတော့ကျွန်တော်မဆူတော့ကျွန်တော်အသက်မကောင်းတော့ အော်ပါပြီမောင်လေးဂီတာတီးတဲ့ကြားပြီလား ကြာတော့ကြာ ကောင်မလေးရှိလား ဟောရှိ အားသမမေးရောကောင်မလေးရှိဘာဆက်လုပ်လို့မရဘူးတကယ်ရှိရလား အဘာဖြစ်ဖြစ်ပါကွယ်ခင်းရဆုံးနေရှာ